မျိုးသမီးဟာသူမရဲ့ခင်ပွန်းကသူမကယူတစိုက်ပြင်ဆင်ထားတဲ့အစားအစာကိုလွှင့်ပစ်လိုက်တာကိုတွေ့ရှိခဲ့ပါတယ်။မျိုးသားကမျိုးသမီးကိုမြင်တဲ့အခါသူမထိတ်လန့်မသွားခဲ့ပါဘူး။အဲ့ဒီအစားသူမချက်ပြုတ်ထားတဲ့အစားအစာကယွန်စရာကောင်းတယ်လို့သူပြောခဲ့ပါတယ်။မျိုးသမီးရဲ့နှလုံးသားကချက်ချင်းပဲနစ်မြုပ်သွားပေမဲ့သူမကတော့သူ့အတွက်ညစာကိုကယူတစိုက်ပြင်ဆင်ပေးနေသေးပါ။မျိုးသားကလှည့်ထွက်သွားတဲ့အခါမျိုးသမီးဟာမျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့မျိုးသားကသူမကိုဘယ်တော့မှမချစ်ခဲ့ဘူးဆိုတာသူမသိပေမဲ့သူမကိုရွှေ့နိုင်မယ်လို့အမြဲထင်နေခဲ့တယ်။ဒါပေမဲ့ဒီနေ့မှာတော့မျိုးသားရဲ့ဖုန်းကရုတ်တရက်ညီလာတာကိုသူမသတိထားမိခဲ့ပါတယ်။သူမစစ်ဆေးကြည့်တဲ့အခါဒါဟာသူ့ရဲ့ရေးစားဟောင်းစီက message တစ်စောင်ဖြစ်တယ်ဆိုတာသူမတွေ့ရှိခဲ့ပါတယ်။သူမမသိချင်အောင်ဆောင်ချင်ပေမဲ့ဖုန်းချလိုက်တဲ့အခါမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။သူမဖုန်းကိုကောက်ကင်လိုက်တဲ့အခါ message ထဲမှာပါတဲ့အရာတွေကမတော်တဆဖြတ်မိသွားခဲ့တာပါ။ဒီဖြစ်ရပ်ကသူတို့ရဲ့ဆက်ဆံရေးကိုပြိုကွဲသွားစေခဲ့ပါတယ်။နောက်တစ်နေ့မှာအမျိုးသမီးကအမျိုးသားကိုဝန်ခံခဲ့ပါတယ်။ဒီသတင်းကြားပြီးနောက်သူကဂယုမဆိုင်တယ်လို့ပြုမှုခဲ့ပေမဲ့အဲ့ဒီအချိန်ကစပြီးအမျိုးသားကသူမအပေါ်ပိုပြီးအေးဆက်လာခဲ့ပါတယ်။သူတို့ရဲ့ဆက်ဆံရေးကိုတိုးတက်ကောင်းမွန်စေဖို့အတွက်သူမဟာတစ်နေ့လုံးသူ့အတွက်ညစာပြင်ဆင်ပေးနေခဲ့ပါတယ်။နောက်ဆုံးတော့သူ့အလုပ်ဆင်းတာကိုစောင့်နေတော့မှပဲသူမကယူတစိုက်ပြင်ဆင်ထားတဲ့အစားအစာတွေကိုကြည့်ရင်သူအိပ်ပျော်သွားပြီဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။အားလုံးကဟာသားတစ်ခုလိုဖြစ်သွားပေမဲ့အလုပ်ကြောင့်သူအရန်ပင်ပန်းနေရမယ်လို့သူမကိုသူမနှစ်သိမ့်နေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ယောက်ျားကသူမကိုအမြဲရှောင်နေတာကိုသူမတွေ့ရှိခဲ့ပါတယ်။သူ့ရဲ့အိပ်စက်မှုကမိမကိုစိတ်တက်ကြစေခဲ့ပေမဲ့သူမရဲ့ယောက်ျားဆိုပါပေါ်မှာအိပ်ပျော်နေတာကိုမြင်တဲ့အခါဆောင်တဲ့ဂယုတစိုက်ဖုံးအုပ်ထားစေပါ။သူမသိတာကသူမလက်ထွက်သွားတဲ့အချိန်မှာယောက်ျားကမျက်လုံးကိုတိတ်တိတ်လေးပြန်ဖွင့်လာတယ်ဆိုတာပါပဲ။သူမနာကိုကပ်မလာခြင်းလို့သာဒီလိုလုပ်ခဲ့တာပါ။တဖြည်းဖြည်းနဲ့ယောက်ျားကအပြင်မှာမိုးသိမ်းထန်စွာရွာနေတာကိုမြင်တော့အိမ်ပြန်ရောက်လာပါတယ်။မျိုးသမီးကစိုးရိမ်ပြီးသူ့ကိုရှာဖို့သွားခဲ့ပေမဲ့နောက်ကျမှပြန်လာတဲ့ယောက်ျားကိုသူ့ကားထဲမှာထိုင်နေတာကိုသူမတွေ့လိုက်ရပါတယ်။သူမချက်ချင်းသဘောပေါက်လိုက်တယ်။အဲ့ဒီလူကသူ့ရဲ့အေးစက်မှုကိုတွေးပြီးအိမ်ပြန်မလာဘူးဆိုတာ။ဒီအချိန်တွင်းမှာသူမလုံးဝပြိုလဲသွားတယ်။အဲ့ဒီလူရဲ့နှလုံးသားကဘယ်တော့မှနှွေးထွေးလို့မရတဲ့ကြောက်တုံးလိုဘာကြောင့်ဖြစ်နေရတာလဲဆိုတာသူမနားမလည်ဘူး။အဲ့ဒီလူကဂယုမဆိုင်ပဲနေတာကိုမြင်တော့မျိုးသမီးကဒေါသတကြီးလှည့်ထွက်သွားတယ်။နောက်တစ်စက္ကန့်မှာအဲ့ဒီလူကသူမနောက်ကိုလိုက်သွားတယ်။သူရှင်းပြမယ်လို့သူမထင်လိုက်တယ်။မမျှော်လင့်ပဲအဲ့ဒီလူကသူမကိုမိုက်မဲတာတွေရက်တန်းကရက်ဖို့ပြောလိုက်တယ်။သူမအရန်စိတ်ပြတ်သွားပြီးအဲ့ဒီလူကိုကွာရှင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့နောက်တစ်နေ့မှာသူမရဲ့ရောက်ခမအိမ်မှာထမင်းစားနေတော့ရုတ်တရက်ဘိုက်ထဲမှာပြုတ်ကျင်တယ်လို့ခံစားလိုက်ရတယ်။သူမကိုဝင်ရှိနေနိုင်တယ်ဆိုတာသူမသဘောပေါက်လိုက်တယ်